မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ10ရက်ကြာသပတေးနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့အာဆာကအေးတက်စကန်တွေကိုတိုက်ခိုက်ဖို့ကြီးကပ်လာနေတဲ့မောင်းတုံကြားကောင်းတောင်ရွာအနီးတတော်တောင်ကုန်းတွေကိုအေးကမီရှိုရှင်းလင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မချယ်ရီဝင်းပါမောင်းတော်မြောက်ပိုင်းကြားကောင်းတောင်ရာဘော်လိုက်ကျေးရွာအနီးပတ်ဝန်းကျင်ကတစ်တော်တောင်ကုန်းတောင်တန်းတွေကိုဧပြီလ10ရက်နေ့ညနေ2:40မိနစ်ခန့်မှာအေးကမီရှိုရှင်းလင်းခဲ့တယ်လို့သတင်းရရှိပါတယ်ကြားခေါင်တောင်ပွင့်ဖူကျောင်းကျေးရွာအနီးတောင်ကုန်းတွေကိုခြေကုပ်ပြီးအာဆာဖွဲ့ကအေးကင်းစခန်းတွေကိုတိုက်ခိုက်ဖို့တဖြည်းဖြည်းချီကပ်လာနေတာကြောင့်အာဆာဖွဲ့ဝင်တွေကမလာနိုင်အောင်အေးကရွာတွေကနေရိုဟင်ဂျာတွေကိုလှုပ်အားပေးဖို့ခေါ်ယူသွားပြီးတော့အေးကင်းစခန်းတွေအနီးရှိတစ်တော်တောင်ကုန်းတွေကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့သိရှိရပါတယ်။မောင်တော်မြောက်ပိုင်းကရိုဟင်ဂျာတွေဟာအာဆာနဲ့မပူပေါင်းကြဖို့အေးဘက်ကအမိန့်ထုတ်ထားပြီးနောက်အေကဦးရှေကြားကောင်းတောင်ပွင့်ဖြူချောင်းနဲ့တရက်အုပ်ကျေးရွာတို့ကိုနေမြေရှင်းလင်းမှုအတွင်ရိုဟင်ဂျာအယက်သားတတာစင်ခန့်ကိုဖမ်းဆီးထားတယ်။ဖမ်းဆီးခံရသူတို့ရဲ့တည်အစအနမရသေးတဲ့အတွက်မိသားစုတွေကစိုးရိမ်နေကြတယ်လို့သတင်းရင်းမြစ်ရသိရှိရပါတယ်။မောင်နှောမြို့နယ်မြောက်ပိုင်းတစ်ခုလုံးမှာနေထိုင်ကြတဲ့ဒေသခံရိုဟင်ဂျာတွေဟာအေးရဲ့နေမြေရှင်းလင်းရေးအတွင်အာဆာအဖွဲ့နဲ့ဆက်ဆက်ရှိတဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့ဖမ်းဆီးခံရမှာကိုအင်တန်ကြောက်ရွံ့နေကြပြီးတချို့ကတော့ဘင်္ဂလားဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရသူတွေပါအေကအပြစ်မဲ့အယက်သားရိုဟင်ဂျာပြည်သူတွေကိုဖမ်းဆီးပြီးအာဆာတပ်ဖွဲ့ဝင်ထောက်ခံသူဆွဆွဲတဲ့စစ်ကြောရေးတွင်ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့်တေဆုံးသွားရင်တိုက်ပွဲတွင်အာဆာတပ်ဖွဲ့ဝင်တေဆုံးခဲ့တယ်လို့ဆွဆွဲခံရလို့ရိုဟင်ဂျာတွေကြားအသက်အာမခံလုံခြုံမှုမရှိတဲ့အတွက်စိုးရိမ်မှုတွေမြင့်တက်လာနေတယ်လို့ဒေသခံရိုဟင်ဂျာတအုပ်ကပြောပါတယ်